လူတော်များများကြုံဘူးချိန်မှာကြုံဘူးလိမ့်မယ်။ဒါပေမဲ့ကြုံရခဲ့တဲ့သူဘောကတော့တသက်စာလုံးဝမေးမရနိုင်တဲ့အဖြစ်ပြက်မင်္ဂလာပွဲဆိုတာလူတယောက်ရဲ့ဘဝမှာအပျော်ဆုံးချိန်လို့သတ်မှတ်ကြတယ်။ဒါပေမဲ့အဲ့ဒီပျော်စရာတွေကနေကြောက်စရာတွေဖြစ်လာခဲ့ရင်ရောမေရှန်လို့ခေါ်တဲ့ကောင်မလေးတယောက်ရှိတယ်။သူကနောက်လာဆိုရင်လက်ထပ်တော့မှာမင်္ဂလာပွဲအတွက်ပြင်ဆင်စရာရှိတာတွေကိုသူကိုယ်တိုင်ပဲစိတ်ကြိုက်လုပ်နေတော့တာ။အဲ့ဒီနေ့ကမင်္ဂလာဝတ်စုံရွေးဖို့အတွက်ဝတ်စုံငားတဲ့ဆိုင်ကိုသူသွားခဲ့တယ်။အဲ့ဒီဆိုင်ကမြို့တွေကနာမည်ကြီးဆိုင်တွေလို့တော့မခံနိုင်ဘူး။လူသူကင်းဝေးတဲ့ရက်ွက်ထဲမှာရှိတာ။ဒါပေမဲ့ဝတ်စုံဒီဇိုင်းတွေကအရန်လာတယ်လို့နာမည်ကြီးတဲ့ဆိုင်လေးတစ်ဆိုင်။မေရှန်ကဆိုင်ထဲကိုဝင်သွားတဲ့အချိန်မှာပိုင်ရှင်တော်ကြီးကခက်အေးအေးပဲကြိုးဆိုတယ်။သမီးစိတ်ကြိုက်ကြည့်နော်။ဒီမှာရှိတဲ့ဝတ်စုံတွေကတထည်ချင်းစီမှာသူ့သမိုင်းနဲ့သူရှိတယ်လို့အတော်ကြီးကပြောတော့မေရှန်ကလည်းပြုံးပြပြီးခေါင်းချင်းလိုက်တယ်။ဝတ်စုံတွေကိုလိုက်ကြည့်နေရင်ဆိုင်ရဲ့အနောက်ဆုံးဘက်တောက်နားလေးမှာချိတ်ထားတဲ့ဝတ်တွေကိုသူသတိထားမိသွားတယ်။အဲ့ဒါဟာခေတ်ဟောင်းဒီဇိုင်းလည်းမဟုတ်ဘူး။ခေတ်သစ်ဒီဇိုင်းလည်းမဟုတ်ဘူး။အဖြူရောင်စစ်ကိုမှရိုးရိုးရှင်းရှင်းနဲ့ဆွဲဆောင်မှုရှိနေတဲ့ဝတ်စုံလေးမေရှန်ကအဲ့ဒီဝတ်စုံလေးကိုကန်ကြည့်လိုက်တဲ့အချိန်မှာထူးဆန်းတဲ့အေးဆက်ဆက်အထီးတွေတစ်ခုကိုခန်းစားလိုက်ရတယ်။ပြီးတော့ဝတ်စုံကနေတင်းပြန့်တဲ့ပန်းရည်နံလေးတစ်ခုလည်းရလိုက်တယ်။အဲ့ဒီပန်းရည်နံကမွှေးတာထက်ရင်ထဲကိုအေးသွားစေတဲ့အနံ့မျိုးပြ။အတော်ဒီဝတ်စုံကဘယ်လောက်လဲယင်အတော်ကြီးကဝတ်စုံကိုကြည့်လိုက်ပြီးခဏငြိမ်သွားတယ်။ပြီးမှဒါကသမီးနဲ့တော်လိုက်မှာဒါပေမဲ့အငှားပဲရမှာနော်။ရောင်းဖို့တော့မဟုတ်ဘူးလို့သူကပြောတယ်။မေရှန်ကလည်းသဘောကျတာနဲ့ပဲဒီဝတ်စုံကိုငှားဖို့ဆုံးဖြတ်လိုက်တယ်။အိမ်ပြန်ရောက်လို့ဝတ်စုံကိုဗီဒီယိုထဲမှာချိတ်ထားလိုက်တဲ့အချိန်ကစပြီးထူးဆန်းတာတွေကစဖြစ်လာတော့တာပဲ။ပထမဆုံးညမှာနေမေရှန်ကအိမ်မက်မက်တယ်။အိမ်မက်ထဲမှာသူကမင်္ဂလာဝတ်စုံကိုဝတ်ထားပြီးမှန်ရှိမှရက်နေတာ။ဒါပေမဲ့မှန်ထဲမှာမြင်ရတဲ့ပုံရိပ်ကသူ့မျက်နှာမဟုတ်ပဲတခြားမိန်းကလေးတယောက်ရဲ့မျက်နှာဖြစ်နေတာ။အဲ့ဒီမိန်းကလေးကသူ့ကိုကြည့်ပြီးပြုံးနေတယ်။အဲ့ဒီပြုံးကကြည်နူးစရာအပြုံးမျိုးတော့မဟုတ်ဘူး။တခုခုကိုတောင်းဆိုနေတဲ့အပြုံးမျိုးမေရှန်လေးရဲ့လက်မီနိုးလာတော့ညတကောင်ကြောနေပြီအခန်းထဲမှာလည်းအေယာကွန်မဖွင့်ထားပဲနဲ့အေးဆက်ဆက်ဖြစ်နေတာပြီးတော့ဗီဒီယိုထဲကအတန်တစ်ခုကိုကြားရလို့တကားပွင့်ကြည့်တော့အထဲမှာဘာမှမတွေ့ဘူးအဲ့ဒါနဲ့မေရှန်လည်းပြန်အိတ်လိုက်တော့တာပေါ့နောက်ရက်တွေမှာအခြေအနေကပိုဆိုးလာတယ်အိမ်မှာသူတယောက်တည်းရှိနေတဲ့အချိန်အခန်းထဲကနေတယောက်ယောက်ကတောက်ဖက်နဲ့လမ်းလျှောက်နေတဲ့အတန်မျိုးကိုကြားရတယ်မင်္ဂလာဆောင်ဖို့တပတ်လောက်အလိုမှာမေရှန်ကဝတ်စုံကိုတစ်ခေါက်ပြန်ဝေကြည့်လိုက်တယ်မှန်ရှိမှရက်ပြီးကိုကြည့်နေတော့မှန်ထဲမှာသူ့ပခုံးပေါ်ကိုအနောက်ဘက်ကနေဖြူပြော့ပြော့နဲ့လက်ချောင်းလေးတင်ထားတာကိုမြင်လိုက်ရတယ်။သူလည်းလန့်ပြီးနောက်လှည့်ကြည့်လိုက်တော့ဘာမှမရှိဘူး။ဒါပေမဲ့ဝစ်စုံရဲ့ရင်ပန်နာမှာသေးငယ်တဲ့အနီစလေးဆက်ကိုလည်းတွေ့လိုက်ရတယ်။သွေးဆက်လိုမျိုးပဲ။သူသေးသေးချာချာပို့ကြည့်တော့အဲ့ဒီဆက်ကပျောက်သွားပြန်ရော။စိတ်တွေပင်ပန်းလို့ထင်အောင်ထင်မှားဖြစ်တာနေမှာပါလို့ပဲတွေးပြီးဒီတိုင်းထားလိုက်တယ်။ညဘက်တွေဆိုရင်အိမ်မက်ထဲမှာအဲ့မိန်းကလေးကိုခဏမြင်လာရတယ်။အဲ့ဒီမိန်းကလေးကဝစ်စုံကိုလက်ညှိုးထိုးပြပြီးတော့ငိုနေတာ။နောက်ဆုံးမေရှင်လည်းမနေနိုင်တော့တာနဲ့ဆိုင်ရှင်တော်ကြီးကိုသူကြုံတွေ့ခဲ့ရတာတွေပြောပြဖို့မေရှင်ကဝစ်စုံငားတဲ့ဆိုင်ကိုပြန်သွားခဲ့လိုက်တယ်။ဒါပေမဲ့ဆိုင်ရောက်တော့ဆိုင်ကပိတ်ထားတာ။ဘေးနားကအိမ်ကြီးချင်းတွေကိုမေးကြည့်တော့မှသိလိုက်ရတာကအဲ့ဒီဆိုင်ကလွန်ခဲ့တဲ့တလားလောက်တည်းကပိုင်ရှင်ဆုံးသွားလို့ပိတ်ထားတာကြာပြီတဲ့။မေရှင်လည်းစွန့်အားသွားတယ်။ဒါဆိုသူဝစ်စုံငားခဲ့တဲ့တော်ကြီးကဘာလို့လဲ။သူယူလာတဲ့ဝစ်စုံရောင်ကိုဘယ်ကလဲ။ဒီလိုနဲ့သူလည်းအိမ်ကိုအပြေးလွှားပြန်ခဲ့လိုက်တယ်။အခန်းထဲရောက်လို့ဗီဒီယိုကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာဝစ်စုံကဗီဒီယိုထဲမှာမရှိတော့ဘူး။သူအိတ်နေကြကရင်ပေါ်မှာတက်ရက်လေးဖြန့်ခင်းထားတာကိုတွေ့လိုက်ရတယ်။ပြီးတော့အဲ့ဒီဝစ်စုံပေါ်မှာအနီရောင်သွေးဆက်တွေကတစ်ဆက်ချင်းစီပေါ်လာတာ။မေရှန်လည်းဝစ်စုံကိုအပြင်ကိုလွတ်ပြဖို့ကင်လိုက်တဲ့အချိန်မှာပဲအခန်းတကားကအလိုလိုပိတ်သွားရောလေထုထဲမှာပန်းရနံ့ကပိုပြင်းလာပြီ။အဲ့ဒီပန်းရနံ့ရဲ့အနောက်မှာညှော်နှံ့လို့ပုတ်စော်နှံ့လို့အနံ့တစ်ခုကရောပါလာတာ။မှန်ထဲကိုကြည့်လိုက်တော့အဖြူရောင်ဝစ်စုံနဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရတယ်။အဲ့ဒီမိန်းကလေးကအနားကပ်လာပြီ။ဒါငါဝစ်စုံနင်းနဲ့မလိုက်ဘူးဆိုပြီးသူကပြောတယ်။မေရှန်လည်းကြောက်လန့်တကြောင်အော်ဟစ်ပြီးတော့သတိမေ့သွားတယ်။နောက်ရက်မနက်မှာတော့မေရှန်ကိုသူ့ကောင်လေးကအခန်းထဲမှာသတိလစ်နေရတာနဲ့တွေ့လိုက်ရတယ်။ထူးဆန်းတာကမေရှန်ရဲ့ပြီးမှာဘာဝစ်စုံမှမရှိတော့ဘူး။ဒါပေမဲ့သူ့ရဲ့လက်ဘွားနှစ်ဖက်မှာတော့ဘလို့မှဆေးကြောလို့မရတဲ့အနီရောင်ဆွန်းထင်းတွေကြံခဲ့တယ်။ဒီအဖြစ်အပျက်တွေဖြစ်ပြီးတဲ့နောက်မေရှန်လည်းမင်္ဂလာပွဲကိုရက်နေငယ်ရွှေ့လိုက်ရတယ်။အဲ့ဒီနေ့ကစပြီးမေရှန်ကအဖြူရောင်ဝတ်စုံတွေကိုမြင်ကြောက်ပြီးမင်္ဂလာပွဲကိုလည်းအစကစီစဉ်ထားလို့မလုပ်တော့ဘဲနဲ့အချင်းချုံမိပဲလှုပ်လိုက်တော့တယ်
အဆုံးထိနားထောင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားပါမယ်ကျွန်တော်ရဲ့အကောင့်လေးကိုလည်း follow လေးလုပ်သွားပေးကြပါဦးမင်းစာ6ခံရတဲ့ညဒီအကြောင်းအရာလေးဟာကျွန်တော်ရဲ့ချက်ပေါက်မှာအကိုတယောက်ကလာရောက်ပေးပို့ထားတာပါလွန်ခဲ့တဲ့10နှစ်ကျော်ကတငယ်ချင်းတယောက်နဲ့တထုံကိုအလဲသွားခဲ့တာတထုံမြို့မှာရှိတဲ့တဲခုခန်းတစ်ခုမှာ2ယောက်ခန်းငှားလိုက်တယ်အခန်းကတယောက်အိတ်ကရင်တစ်လုံးစီနဲ့ကျွန်တော်အိတ်တဲ့ကရင်ကဗဒင်းမောက်နာမှာဗဒင်းမောက်ကမှန်တစ်ချက်ကကွဲနေတာခြေလုံးစကားလေးနဲ့သူကကာထားတယ်အဲ့ဒီခြေလုံးစကားကလည်းပြေးနေတာတစ်ထွာလောက်ရှိတယ်ပထမစားရောက်တဲ့ညမှာတငယ်ချင်း2ယောက်အခန်းထဲမှာတယောက်နဲ့တယောက်တချင်းနေဆိုရင်စားရင်းနောက်ရရင်းနဲ့အိပ်ပျော်သွားတယ်အိပ်ပျော်ရုံပဲရှိသေးတယ်ကရင်ချေရင်းကနေကရင်မော်ကိုလူတယောက်ကတက်လာတယ်လို့ခံစားလိုက်ရတယ်ကျွန်တော်ကမှောက်ရဲ့အိပ်ပျော်နေတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုခွပြီးတော့ခြေထောက်ကနေခါကနေခေါင်းထိလမ်းရောက်လာတယ်လို့မျိုးခွပြီးတော့လာနေတာကျွန်တော်လည်းတငယ်ချင်းကနောက်တယ်ထင်ပြီးတော့ခေါင်းသားရောက်ရင်သူ့ခြေထောက်ကိုဆွဲပြီးလဲမယ်လို့တွေးထားတာခေါင်းသားဒီခြေထောက်ရောက်အောင်မသိကြအောင်ဆောင်ပြီးကျွန်တော်အိတ်နေလိုက်တယ်အဲ့ဒီအချိန်မှာပဲခေါင်းသားရောက်လာရောကျွန်တော်လည်းမျက်လုံးဖွင့်ပြီးတော့ခြေထောက်ကိုဆွဲမယ်လို့တော့မျက်လုံးပြူးသွားတယ်ဘာလို့ဆိုခြေထောက်ကနေခေါင်းထိတက်လာတော့ကလူကြီးတယောက်ရဲ့ဝိတ်နဲ့တက်လာတာကျွန်တော်မြင်လိုက်ရတာကကလေးခြေထောက်လိုမျိုးတေးသေးလေးခြေထောက်ကလည်းအမွှေးမဲမဲတွေနဲ့အသားကလည်းမဲတယ်ကျွန်တော်လည်းလန့်ပြီးတော့ခြေထောက်ကိုဆွဲကင်ပြီးကင်ပေါက်မယ်လို့တော့တထွာလောက်ပြေးနေတဲ့ပြတင်းပေါက်ခြေစကားကနေအဲ့ဒီအပြေးလေးတိုင်းအခန်းပြင်ကိုခုံထွက်ပြီးပြေးသွားတာကျွန်တော်လည်းလက်မီထားထိုင်ပြီးကြည့်လိုက်တော့မှမှင်စားလို့လူကောင်သေးသေးလေးနဲ့မဲမဲလေးအမွှေးတွေကလည်းအရှိကြီးထွက်ပြေးသွားတဲ့ကြောကိုမြင်ပြီးကျွန်တော်ခဏလောက်ကြက်တည်သေးသွားတယ်ပြီးမှသတိဝင်လာပြီးတော့တငယ်ချင်းကိုကြည့်လိုက်တော့သူကအိမ်မော်ကကြာနေတာအဲ့ဒါနဲ့ပဲသူ့ကိုနှိုးပြီးတော့ဖြစ်ချောင်းကုံစီကိုပြောပြလိုက်တယ်အချိန်ကြည့်လိုက်တော့လေ4နာရီခွဲနေပြီအဲ့ဒါနဲ့2ယောက်ကြောက်နဲ့အခန်းပြင်ကိုထွက်တော့တဲကိုခန်းရဲ့လုံခြုံရေးဘာသာကြားအဖိုးကြီးကဒီချိန်ကြီးဘာလို့ထွက်လာတာလဲလို့သူကမေးတယ်ကျွန်တော်လည်းအခန်းထဲမှာဖြစ်တဲ့ကိစ္စကိုပြောပြလိုက်တော့အဖိုးကြီးကမျက်နှာနဲ့ပြတ်သွားတယ်ပြီးတော့ကျွန်တော်တို့ကိုပြန်အိပ်ဖို့ပဲပြောတယ်အဲ့ဒါနဲ့2ယောက်မအိပ်တော့ပဲစကားထိုင်ပြောရင်းနဲ့မိုးလင်းသွားတယ်မနက်လင်းတော့လုံခြုံရေးလူလည်းလဲသွားတယ်နောက်ကျူဒီဝင်နဲ့အဘကိုမေးကြည့်တော့မှတဲခုခန်းမြေနေရကအရင်ကတင်းချိုင်းမြေပေါ်မှာစောက်ထားတဲ့ဘာသာခြားတဲခုခန်းတစ်ခုဖြစ်နေတာခြံထဲမှာလည်းမှင်စာတွေရှိတယ်လို့သူကပြောတယ်အဲ့ဒါနဲ့ပဲအဲ့ဒီချိန်ကစပြီးအခန်းကိုအပ်ပြီးနောက်ရက်တွေအတွက်တခြားတဲခုခန်းတစ်ခုကိုပြောင်းပြီးငှားပြီးနေလိုက်တယ်ဒီအကြောင်းအရာကိုပေးပို့ပေးတဲ့အကောက်ပတ်ရှင်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဆုံးထိနားထောင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားပါမယ်ကျွန်တော်ရဲ့အကောင့်လေးကိုလည်း follow လေးလုပ်သွားပေးကြပါဦးဒီတော့သူပြန်လာတဲ့ညထုံထုံနဲ့ကျွန်တော်ကငယ်တငယ်ချင်းတွေအတန်းလေးတူတယ်ကြောင်းလေးတူတယ်ငယ်တွေကကစားပေါ်ကစားပတ်တွေသူကလူကောင်ထော့ထွားအမြဲတမ်းရေမုံမုံနေတတ်တဲ့သူဒါပေမဲ့လွန်ခဲ့တဲ့2နှစ်လောက်ကကံကြမ္မာကရက်ဆက်ခဲ့တယ်ထုံထုံဆိုင်ကဲမောက်ပြီးဆုံးသွားတယ်ဆိုတဲ့သတင်းကိုကျွန်တော်ကြားလိုက်ရတဲ့အချိန်မှာကျွန်တော်ကနေဘက်မှာလုပ်ကိစ္စနဲ့ရောက်နေတာဟုံးထဲကနေဒီသတင်းကိုကြားရတဲ့ခံစားချက်ကကျွန်တော်တို့ကဘာပြတ်သွားသလိုပါပဲအမြန်ဆုံးပြန်လာဖို့ကြိုးစားပေမဲ့လမ်းကြောင်းခက်ခဲတွေကြောင့်ကျွန်တော်ပြန်ရောက်တဲ့အချိန်မှာထုံထုံကိုမြေချပြီးသွားပြီသူ့ရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ဆောင်ခွင့်မရလိုက်တာကျွန်တော်ဘဝအတွက်အကြီးမားဆုံးနောင်နာတစ်ခုပဲသူဆုံးပြီလို့တပတ်ကြာကျွန်တော်အိမ်ကိုပြန်ရောက်တဲ့ပထမဆုံးညအိမ်မှာကျွန်တော်တယောက်တည်းနေနေတော့ည7:00 နာရီလောက်မှာအိမ်ရှိတကားခောက်တယ်ကြားလဲရတယ်တကားကိုခောက်တာကတော့ခက်မှန်မှန်ပဲတောက်ဆိုပြီး3ချက်ကျွန်တော်ထွက်ကြည့်လိုက်တော့ဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်ရဲ့အိမ်ခန်းထဲမှာကျွန်တော်ရဲ့တငယ်ချင်းထုံထုံသုံးနေကြရေမွေးနှံခန့်တင်းတင်းလေးကိုရလိုက်တယ်ထုံထုံမင်းလားကျွန်တော်လည်းရောင်ပြီးမေးလိုက်မိတယ်အဲ့ဒီချိန်မှာကြောက်တာထက်ပိုပြီးအံ့ဩနေတာည1:00 နာရီခွဲကျွန်တော်အိပ်ပျော်ကန်ဒီကတင်ချင်းမှာတယောက်ယောက်ကရက်ကြည့်နေတယ်လို့ခံစားရလို့မျက်လုံးဖွင့်ကြည့်လိုက်တော့မှောင်မဲနေတဲ့ထဲမှာထုံထုံကရက်နေတာဗျဒါပေမဲ့သူကကျွန်တော်သိရဲ့ထုံထုံပုံစံတော့မဟုတ်နေဘူးသူ့မျက်နှာကဖြူပြော့ပြီးတော့ဆိုင်ကယ်မောက်တုံးကရခဲ့တဲ့ဒဏ်ရာတွေအတိုင်းပဲသွေးတွေကစုံနေတော့
သူကကျွန်တော်ကိုစိုက်ကြည့်ပြီးတော့ငါ့ကိုမင်းဘာလို့လာမတွေ့တာလဲလို့သူကပြောတယ်ကျွန်တော်လည်းကြောက်တာရောဝမ်းနေတာရောပြီးတော့စကားတောင်ပြန်မပြောနိုင်ဘူးတပြေးပြေးနဲ့ကတိမို့ကိုသူကတက်လာတယ်ကျွန်တော်အနားကိုကတ်လာပြီးတူတူလေးထပ်ပြောတယ်ငါဘုံကိုတွားယူပေးအောင်အဲ့ဒီထဲမှာငါမင်းကိုပြောချင်တဲ့စကားတွေရှိတယ်တဲ့ရုတ်တရက်အလင်းရောင်တစ်ခုကိုမြင်လိုက်ပြီးကျွန်တော်လန့်လို့လာတယ်တကူလုံးလည်းချွေးတွေကိုရွှဲလို့ဒါပေမဲ့ထူးဆန်းတာတစ်ခုကကျွန်တော်နဲ့ထုံထုံနဲ့တူတူဝယ်ထားတဲ့စင်သူလက်ပတ်လေးကကျွန်တော်လက်ထဲကိုရောက်နေတာနောက်နေ့မနက်မှာကျွန်တော်သူ့အိမ်ကိုသွားပြီးသူ့အမေကိုမေးကြည့်တော့မှသူ့ဘုံကသူဆိုင်ကယ်မှောက်တဲ့နေရာမှာပျောက်ပြီးကြံခဲ့တာတဲ့ကျွန်တော်သူဆိုင်ကယ်မှောက်တဲ့နေရာကိုသွားပြီးရှာကြည့်တော့မြက်တော်ထဲမှာသူ့ဖုန်းကိုတွေ့တယ်ဖုန်းကိုဖွင့်ကြည့်လိုက်တော့မက်ဆေ့ပို့မဲ့နေရာမှာကျွန်တော်ကိုပို့မဲ့မက်ဆေ့လေးတစ်စောင်ကိုတွေ့လိုက်ရတယ်တငယ်ချင်းငါ့အမေကိုစောက်ရှောက်ပေးပါဦးငါမှဆူထားတဲ့ပတ်စံလေးတွေရှိတယ်အဲ့ဒီနေရာမင်းသိတယ်မလားတဲ့အဲ့ဒီစာသားလေးကိုကျွန်တော်မြင်လိုက်ရတော့ကျွန်တော်တော်တော်စိတ်မကောင်းဖြစ်သွားတယ်ကျွန်တော်ရှိကိုသူလာတဲ့ညကသူကကျွန်တော်ကို6လန့်ဖို့မဟုတ်ဘူးဗျသူစိတ်မချခဲ့တဲ့အရာတွေကိုကျွန်တော်ကိုပြောဖို့သူကလာခဲ့တာအခုဆိုရင်ကျွန်တော်ကသူ့အမေကိုတတ်နိုင်တဲ့လောက်တော့ကူညီပေးနေပါတယ်ခမားတို့ရောကိုချီရတဲ့သူတယောက်ဆုံးရှုံးသွားပြီးရဲ့နောက်မှာထူးဆန်းတဲ့အတွေ့အကြုံမျိုးတွေကြုံမှုကြလားတည်သွားတဲ့သူတွေကတကယ်ပဲပြန်လာတတ်တာလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့လမ်းဆုံးမှုတွေကပဲပုံရိပ်ရောင်တွေကိုဖန်တီးနေတာလားအဆုံးထိနားထောင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားပါမယ်ကျွန်တော်ရဲ့အကောင့်လေးကိုလည်း follow လေးလုပ်သွားပေးကြပါဦး